မင်္ဂလာပါ AC Fashion ကနေကြိုဆိုပါတယ်အခုဒီပုံလေးပေါ့နော်ဒီပုံလေးကြည့်လို့ရှိရင်မတို့ဒီမှာကြည့်ဂျိုင်းဝတ်ထားဂျိုင်းနဲ့လုံးဝကိုကတ်ချမ်းနေတယ်နော်ရင်ဆိုလဲရှင်းတယ်နောက်ကကြည့်လို့ရှိရင်လက်မှာလုံးဝကတ်နေတဲ့ဒီဇိုင်းလေးကိုမအခုပြပေးမယ်ပေါ့နော်နော်အဲ့တော့ဒီအင်ဂျီလေးကိုမတို့စပြီးတော့ဟိုဖြစ်မဲ့ဆိုလို့ရှိရင်တော့ကြည့်မဲ့ဆိုလို့ရှိရင်ဒီမှာလက်ထောင်လေးရမယ်နော်ဒီအင်ဂျီလေးမှာလက်ထောင်လေးတစ်ခုရမယ်ပြီးလို့ရှိရင်တော့ဒီမှာကြည့်နော်လက်မဝတ်ထားတဲ့ဒီလက်ယူထားတဲ့ဒီဇိုင်းလေးကလုံးဝချက်ကန်းနေပြီးတော့ harmony အောင်ဒီဇိုင်းလေးရမယ်ပြီးလို့ရှိရင်ဒီမှာရင်တောက်လူကြီးအဖွားကြီးတောက်လို့လည်းခေါ်တယ်ဆယ်မတောက်လို့လည်းခေါ်တယ်ပေါ့နော်ဒီတောက်လေးကိုအသုံးပြုပေးတယ်ပြီးလို့ရှိရင်ဒီမှာရိုးရိုးတောက်လေးထည့်ထားတယ်ပေါ့နော်ဒီအင်ဂျီလေးကကြတော့မကဘလို့ချုပ်ထားလေးဆိုတော့မမအခုဓာတ်ဆက်မရှိတော့ဓာတ်ဆက်မရှိတဲ့နေလေးနဲ့ချုပ်ထားတယ်ဘလို့ချုပ်ထားလဲဆိုတော့ဒီမှာနောက်မှလေဒီလိုလေးယူထားတယ်နော်ဒီဒါကိုလည်းမပတ်တန်လေးမှတစ်ခါလေးပြပေးထားတယ်နောက်ကိုဒီတိုင်းယူလိုက်တယ်ပြီးတော့မတို့လက်မှာတစ်ခါလေးလုံးဝကိုယ်စရာလည်းမလိုဘူးနောက်ထပ်ပြိုင်ကိုယူစရာလည်းမလိုအောင်တစ်ဆက်တည်းယူထားတယ်ပြီးလို့ရှိရင်ဒီမှာရှေးဆိုတဲ့နှစ်ထပ်နော်အဖုံချမ်းကိုနှစ်ထပ်ယူထားတယ်အတွင်းချမ်းကိုလည်းဒီမှာနှစ်ထပ်ယူပြီးတော့ချိုးထားဒီဇိုင်းလေးပါနော်ဒါလေးကချင်းမန့်ချီလေးနဲ့ချုပ်ထားတဲ့အရန်ကိုမှဝလိုကန်ဒီဇိုင်းလေးသူဆိုတကိုင်းရင်36ခွဲရှိတယ်တကိုင်းကိုမကုံဘူးပေါ့နော်ဒီကလေးကျန်သေးတယ်နှံငယ်လို့ရှိရင်တော့တကိုင်းနဲ့မလောက်ဘူးသူကဒီချင်းမန့်ချီလေးကအနာကြီးတာဖြစ်တဲ့အတွက်နော်အဲ့တော့ဒါကိုဒီဒီဇိုင်းလေးပြပေးမယ်နော်ဒီလို level ယူတာ level နဲ့လုံးဝကတ်နေတဲ့ဒီဇိုင်းလေးရဲ့ပြီးတော့ဒီဂျန် white လေးပို့လို့မရှိတဲ့ဒီဇိုင်းလေးရဲ့ရမယ်နော်ကဲဒါဆိုလို့ရှိရင်မတို့ pattern ကိုသွားမယ်နော်စစချင်းမတို့ pattern စောက်ပြီးဆွဲပြီးဆိုလို့ရှိရင်စစချင်းရှေ့မှာframe ဆွဲနည်းလေးပါပြထားတာเนาะအဲ့ frame ကနေပြီးတော့ဒီမှာ pattern လေးကိုစပြီးတော့ဆွဲတော့မယ်ဒါလေးကကြတော့လေမလေးလာပဲနဲ့ဘာမှမရဘူးเนาะနော်ဒီဟာလေးကိုကြည့်ပြီးကောက်ပြီးတော့ထဆွဲလိုက်ရုံနဲ့မရဘူးလေးလာထားတဲ့သူပဲရမယ်မရဘူးမလေးလာဖြစ်သေးဘူးဆိုတဲ့သူတွေ့ရကြတော့ဒီအထည်ကတော့ဖြစ်လာမှာမဟုတ်ဘူးလေးလာနေရင်လည်းလိုအပ်တဲ့အချက်လေးတွေကိုနဲ့ယူထားတဲ့ဒီဇိုင်းမတူတဲ့ဒီဇိုင်းလေးတွေတွေ့မတူတဲ့နေရာလေးတွေပေါ့နော်လိုအပ်ချက်နေရာလေးတွေကိုပဲယူပါလို့ပြောချင်ပါတယ်တစ်ထည်လုံးပြောင်းလဲစေရမလို့ဘူးခုမှစပြီးလေးလာမဲ့သူတွေကတော့ frame ကနေစပြီးတော့လေးလာပါအင်ဂျီကတော့ဖြစ်ချင်တယ် frame တော့မလေးလာရသေးဘူးဆိုလို့ရှိရင်တော့အဲ့လိုတွေ့ရကြတော့အင်ဂျီကတော့လုံးဝအင်ဂျီဖြစ်လာမှာမဟုတ်ဘူးเนาะအဲ့တော့တကယ်စူးစမ်းပြီးတော့လေးရနေတဲ့သူတွေအတွက်ကိုပဲရည်ရွယ်ပြီးတော့မာကပြပေးလိုက်ပါမယ်ကဲဒါဆိုလို့ရှိရင်မတို့ဒီမှာ frame ကနေပြီးတော့ pattern ကူးလိုက်တယ်ဒါကတော့လူတိုင်းသိတယ်เนาะမမြဲတာလေးရတဲ့သူတွေဆိုဒါလေးတွေသိမယ်ဒါရင်မှန်လေးကိုမှန်လိုက်တယ်ပြီးလို့ရှိရင်ပြန်ပြီးတော့ဆွတ်ပင်နဲ့ပြန်ထပ်ပြီးမယ်เนาะခွာရာကြီးလေးခဲလေးနဲ့ရင်ပြလိုက်မယ်เนาะဒါရင်ကြီးပါအဲ့တော့ဒီအောက်ကကြတော့ခါမြည်ပါနော်ဒါလေးကခါမြည်နော်ရင်မြည်ခါမြည်ပြီးလို့ရှိရင်တော့မတို့ဘာလေးဆက်ဆွဲမလဲဆိုတော့အောက်ကိုတင်လိုက်ဆွဲလို့ရရတာမဲ့ဒီမှာကြောကျင်မြည်လေးကိုရင်ရှာမယ်ကြောကျင်မြည်ရှာမယ်ဆိုရင်လက်ပြီးနဲ့ရင်ချင်တဲ့ကိုတဝက်ဝက်ပါဒါဒီကြောကျင်မြည်နေရလက်မသမားတွေကလည်းကြောကျင်မြည်မရှိလို့ရှိရင်စိတ်ပူစရာမလိုဘူးမိမိရဲ့မူလလက်ပြီးလေးနဲ့ကြောကျင်လေးနဲ့ကိုတဝက်ဝက်လိုက်ပါနော်ဒါဆိုလို့ရှိရင်ကြောလက်ဘင်းနဲ့ရင်လေးကိုတဝက်ဝက်ရင်ကြောကျင်နောက်ချရှိချမ်းဆိုရင်ရင်ကျပေါ့နော်ကဲစစချင်းမှာတော့ပခုံးကိုစဆွဲမယ်ပခုံးရဲ့ပုံသဏ္ဍာန်ဒီပခုံးအစားနဲ့လက်မပဲဖြစ်ဖြစ်စစ်ဒီပဲဖြစ်ပခုံးအစားနှစ်ပဲနော်ပခုံးနှစ်ဖက်ပဲရှိတယ်ဆိုတော့နှစ်နဲ့စားတယ်အဲ့တော့ဒါသူ့ရဲ့အဖြေကိုရေးလိုက်ပါမယ်ပခုံးအစားနှစ်နော်ပြီးတော့ကြောကျဆိုလဲအဲ့လိုပဲနှစ်ချက်ပဲရှိတာဖြစ်တဲ့အတွက်နော်ကြောကျကိုလည်းနှစ်နဲ့စားတယ်ရတဲ့အဖြေလေးကိုမှန်လိုက်တယ်နော်လက်မတဲ့စလေးတူတူပဲနော်ဘာမှတွေ့ဝင်နေစေရမလို့ရင်ဆိုလို့ရှိရင်လေးနဲ့စားတယ်လူတိုင်းဒီလိုပဲရင်ဒီလေးနဲ့စားလက်မရောစစ်တီရောနော်ရင်မရဲ့ပုံတင်နေရင်အစားလေးနော်ရင်ကိုလေးနဲ့စားခါဆိုလို့ရှိရင်လည်းခါအစားလေးဓာတ်ထက်မှဖြစ်တဲ့အတွက်3ပေါင်းတယ်ချုပ်စာလေးတစ်ခါတည်းပေါင်းတယ်အင်ဂျီလေးတွေကအဲ့တော့3.5ဆိုပြီးတော့ချုပ်စာပေါင်းတယ်0.5ကဓာတ်ဆက်စာ3 cm ကအတရင်ကျန်တဲ့ဟာအဲ့တော့3.5ဆိုပြီးချုပ်စာပေါင်းလိုက်တယ်အဲ့လောက်ပဲနော်ဒါခါမြင်ကဲရပြီဆိုလို့ရှိရင်တော့မတို့ဒီမှာဆုပ်ပိတ်လေးနဲ့မြေသားမနည်းနည်းဆွဲပြလိုက်မယ်နော်ဒါလေးကခါမြင်လေးပါဒါလေးကရင်မြင်လေးပါဒါလေးကကြောကျဲပါနောက်ချမ်းဆိုတော့ဒါလေးကဒါပခုံးပါကဲနော်နောက်ထပ်မတို့လိုချင်တဲ့ဥပမာတင်လိုက်တိုင်းထားတယ်တင်လိုက်ဘလို့တိုင်းရလဲခုဒီမိနစ်တုန်းခါကနေပြီးတော့တင်ရဲ့အမောင်ဆုံးနေရာလေးကိုတိုင်ပေးထားပါတယ်အဲ့ဒါတင်လိုက်ပါနော်အဲ့တော့တင်လိုက်ရပြီဆိုလို့ရှိရင်ဒီမှာတင်လိုက်က23ရှိတယ်တော့23မှန်လိုက်မယ်မှန်ပြီးလို့ရှိရင်ဒီမှာမြင်းလေးဆွဲလိုက်မယ်အဲ့တော့တင်အဖြေယူမယ်တင်ရဲ့အဖြေက29ခွဲရှိတယ်
အဲ့တော့ဒီမှာမှန်လိုက်မယ်နော်ခါနဲ့တင်ကိုဆက်လိုက်တယ်အဲ့တော့မတို့ရဲ့ပခုံးချမ်းရင်ခါတင်ရသွားပြီပြီးပြီဆိုလို့ရှိရင်ဒီမှာမြင်ပါအောင်နေလေးနဲ့ဆွဲပေးလိုက်အောင်မယ်နော်ကဲဒါဂျိုင်းလေးပါဂျိုင်းလေးဆိုလဲဆက်လို့ရပါပြီတော့အရန်ကိုမှလွယ်ကူတဲ့ဒီဇိုင်းလေးတွေပို့ပွဲဒါလေးကတော့တော့ကိုကျွမ်းကျင်နေပြီလို့လည်းညွှန်လေးပါတယ်လေးလာနေတဲ့ဒီလိုပေါ့နော်ကဲဒါလေးကပခုံးလေးပါဂျိုင်းဒီဂျိုင်းကတော့မလိုအပ်ဘူးဒါပေမဲ့မားတဲ့ရည်ရည်လေးဆွဲပြပေးထားတယ်ပေါ့နော်ပြစရလေးရှိလို့ဆွဲပြပေးထားပါတယ်ဒီလိုလေးဂျိုင်းလေးထွက်သွားပြီနော်ဒီဒါလေးကပခုံးမှာနော်အဲ့တော့ရမယ်လို့ညွှန်လိုက်တယ်ဘာချန်သေးလဲနောက်ချမ်းမှာမတို့ဒေါက်ထက်ရအောင်မယ်ကဲပြီးလို့ဒေါက်ထက်ဖို့အတွက်ရှေ့ချမ်း PP ထေးကိုလာယူတယ်ရှေ့ချမ်း PP ထေးကွာဝေးကိုရပြီဆိုလို့ရှိရင်ခါမီမှာမှတ်ပေးပါမယ်နော်အဲ့တော့တစ်ဖက်ကို 1.5 နော်ခါမီမှာမှတ်ပြီးလို့ရှိရင်အဲ့တော့ဒေါက်ဒီ 3cm လေးသွားပါမယ်နော်ဒီလိုလေးယူလိုက်တယ်ပြီးလို့ရှိရင်တော့ဒီမှာအောက်ကိုကျတော့15မှစုလို့ပြောထားတယ်ဒါတော့15မှစုလိုက်ပါမယ်တော့လေးရပြီနောက်ချက်လေးဖြစ်တယ်မှာခါမှာပုံထက်မှာလုံးဝချက်ကန့်ချိန်တာဖြစ်တဲ့အတွက်ခါလေးကိုနည်းနည်းစားပေးလိုက်တယ်ကြောချက်မြင်းနေပြီးမှ1 cm ဝင်ပေးလိုက်တယ်အောက်ကိုကျတော့ခါနေပြီးတော့10 cm ဆင်းပြီးရင်ဒီလိုမြင်းလေးဆက်ပေးလိုက်တယ်ပြီးရင်မလိုချင်တဲ့အရှိလေးကိုဖြတ်ပါတော့မယ်မခါအတိလိုချင်တယ်ဒါမဲ့ခါအရန်တိလို့ရှိရင်လည်းမလှဘူးဆိုတော့မခါနေပြီးတော့2 cm လောက်ဆင်းခြင်းတယ်ပြန်အင်ဂျီလေးကဒီလိုလက်ထောင်လေးနဲ့လက်ကဒီလို short လက်လေးပေါ့နော်ဒီလိုဒီဇိုင်းလေးလက်ပြီးဒီလိုလေးပေါ့နော်ဒါလေးကိုချုပ်မယ်ရင်ဖုံးလေးရင်ဖုံးကကြတော့ကျဲသလိုဖုံးပေါ့နော်ဒီအဖုံးလေးရလေးမှာအကွေးအကောက်လေးတွေယူခြင်းယူနော်ပြီးလို့ရှိရင်အတူအရှိလေးတွေယူခြင်းယူလို့ရတယ်အင်ဂျီရဲ့အရှိလဲအဲ့လိုပဲမိမိကြိုက်တဲ့လောက်အရှိပေးလို့ရတယ်နော်ဒါဒီဟာလေးဆိုလို့ရှိရင်တော့မတို့မှရင်ဖုံးတစ်ချမ်းရှိမယ်ပြီးတော့တစ်ချမ်းတူမယ်အဲ့လိုဒီဇိုင်းလေးလဲကြိုက်တယ်ဆိုလို့ရှိရင်ထွင်ပါပြီးတော့ပခုံးမြင်းနဲ့ချုပ်လဲရတယ်မကတော့ချုပ်ပြတဲ့အချိန်မှာပက်တန်ဆွဲတဲ့အချိန်မှာရိုးအဖွားကြီးတောင်းနဲ့ပဲဆွဲထားတယ်ပခုံးမြင်းနဲ့ပခုံးတောင်းနဲ့ဆိုလို့ရှိရင်လည်းရတယ်ပခုံးတောင်းနဲ့ပြပေးထားတာလည်းရှိတယ်နော်အဲ့ဒါလေးကကြတော့မိမိတို့ပခုံးတောင်းကိုချက်ကဘယ်လိုစားလဲဆိုတာလေးကိုလည်းပြပေးထားတာရှိပါတယ်ကဲဒီမှာအတူအရှိလေးယူမယ်ဆိုလို့ရှိရင်ရတယ်မတော့အညီပဲယူလိုက်တယ်ရှေ့မှာခါအဟလေးနဲ့တော့လှုပ်ထားတယ်ပေါ့နော်ပတံမှာပြပေးထားတယ်နော်ကဲဒီဥမာပြချင်တာတော့မဒီလိုလေပင်လက်ထောင်လေးနဲ့ရှော့လက်လေးကိုပဲပြပေးချင်ပါတယ်ကဲဒါဆိုလို့ရှိရင်တော့စက်ကြည့်ရအောင်အဲ့တော့မဒီလေမေးမှာအရင်တက်ပြီးတော့ထောင်နေမှာဆိုလို့ဘေး1 cm ချက်ပေးလိုက်တယ်1 cm ချက်ပြီးပြီဆိုလို့ရှိရင်အပေါ်မြင့်တစ်ကြောင်းထောင်လိုက်တယ်။ထောင်ပြီးမှဘယ်လောက်ယူသွားမလဲသူ့မှာဒီအင်ဂျင်လေးမှာ2.5နော်2.5ကျတဲ့လောက်ယူမှာတော့2.5နဲ့သွားထားတယ်2.5 3တိယူလို့ရတယ်။အဲ့တော့မှာသွားထားတယ်2.5လေးနဲ့ဆွဲပြပေးထားတယ်ပေါ့နော်ဒီမှာကျတော့2.5ပါပြီးရင်ရှေ့ကိုဘယ်လောက်ထွက်မလဲ1သို့မဟုတ်1.5ထွက်လို့ရတယ်။ဒီအင်ဂျင်လေးမှာပဲလောက်သွားထားလဲဆိုတော့1.5ဆိုပြီးတော့ရှေ့ကိုသွားပေးထားတယ်နော်။ရမယ်လို့ညွှန်လိုက်တယ်ပြီးလို့ရှိရင်တော့ဒီကနေပြီးတော့နော်1 cm မြင်ကနေပြီးတော့2 1.5 2 3 4ကျက်တလောက်ဆင်ပေးပါမှာတော့ဒီမှာ1.5ဆိုပြီးတော့ယူထားတယ်အဲ့လေးကိုဒီ1.5ရဲ့ဒီ1.5ရဲ့ကိုမှဆက်လိုက်ပါမယ်ဒီလိုလေးရပါပြီနော်လက်ထောင်လေးဖြစ်လာပြီပြီးမှဒီနောက်ချမ်းနဲ့မူလလက်ပင်ကနေပြီးတော့ဘယ်လောက်တက်မလဲ2.5ဆိုပြီးတော့တက်ပေးပါမယ်နော်2.5တက်ပြီးဆိုလို့ရှိရင်တော့ဒီမှာနော်ပေကွေးလေးနဲ့လေမင်းလေးကိုဒီလိုလေး highlight ပါဆက်လိုက်ပါမယ်ကဲဒီလိုလေးရပါပြီဒါနော်ဒါဒီလေမင်းလေးပါယူမဲ့လေမင်းလေးနော်ဒီလိုလေးထွက်လာပါပြီရှင်ဒါလက်ထောင်လေမင်းလေးပေါ့နော်ကဲပြီးမှမတို့ရှောလဲလေးကိုသွားမယ်ရှောလဲသွားမယ်ဒီဖက်ကိုပခုံးနဲ့တန်းလေမင်းလေးကြောင့်ဆွဲလိုက်ပါနော်ဆွဲပြီးလို့ရှိရင်မတော့ဒီမှာလေး6 cm ယူထားတဲ့တိလာပုံမှန်ဆို5 cm ဆိုရပြီလက်လေးကိုလည်းနည်းနည်းလေးအောက်ကိုဖုံးချင်တာဖြစ်တဲ့အတွက်6 cm လေးယူလိုက်တယ်ပုံမှန်ကတော့5ပဲယူကြနော်ကြိုက်တယ်ဆိုလို့ရှိရင်6ကြက်လို့ရှိရင်6ယူမာကြွဲကျင်မြင်းနေပြီးတော့မြင်းအတက်ကြောင်ဆွဲလိုက်တယ်ဘာလို့ဆိုတော့ဒီနေရာလေးကဒေါင်းမှန်ကြားနေမှာနော်ဒေါင်းမှန်ကြားနေအောင်လို့တယ်ဒီကနေမြင်းတကြောင်ဒေါင်းမှန်ကြနော်တေချာလေးကြည့်ပြီးနော်မြင်းတကြောင်ဆွဲချမယ်အောက်ကိုဆွဲပြီးလို့ရှိရင်တော့ဒီမှာဘယ်လောက်ထိမှန်းချင်လဲ1.5 2နော်ကိုလိုချင်တဲ့နေထားလေးမှန်ပါ2တချို့ကလည်း3နိုင်ငံခြားမှာတော်တော်များများတော့3 cm လေးသုံးတာများတယ်မြန်မာတည်းကျတော့2လောက်ပဲသုံးတာများတယ်ပေါ့နော်အဲ့တော့မိမိစိတ်ရယူပေးပါမာဒီမှာ2ယူတယ်အတွင်းကို1ဝင်တယ်ဒီပခုံးထိပ်ကနေပြီးတော့0.5လေးဆင်ပေးလိုက်တယ်
နော် 0.5 နော်ဒီ1 win ရဲ့ 0.5 ရဲ့အဲ့နေရာလေးကိုမဒီလိုပြည့်လေလုံးဝတိကျဖြစ်နေဖို့တော့မလိုဘူးပေါ့နော်ဥပမာဒီလောက်အနည်းဆုံးဒီလောက်တော့ဖြစ်နေရမယ်ပေါ့နော်ကဲဒီမှာဒီလောက်ထိရပါပြီရှင်ကဲဒါဆိုလို့ရှိရင်တော့မတို့ဒီမှာနော်သူကလေလဲမဘယ်လောက်ထွက်မလဲ 0.5 ဆိုပြီးတော့ထွက်ပေးမယ်နောက်ချက်မှာတစ်ချက်ကြည့်ပေးထားနော်ရှင်နေတာကနည်းနည်းကွာချက်ချက်လေးရှိတယ်ပြီးတော့သူဒီလိုဆက်လိုက်မယ်အဲ့တော့မားကအမြဲတမ်းပြတယ်မတို့ဂျိုင်းပြန်းရဲ့လက်ဖောက်ရဲ့ဆိုဘယ်လိုယူရလဲဆိုတာအဲ့တော့မဒီမှာရင်ကနေပြီးတော့1 cm တက်လိုက်တယ်ပြီးတော့အတွင်းဘယ်လောက်ဝင်သွားလဲဆိုတော့ 0.7 နော်တိကျလေးမှတ်ပေးထားနော်အဲ့လေးကိုဒီ 0.7 ရဲ့ခုနကဒီကြောကျင်နာမှာ 0.5 ကိုဆက်လိုက်တယ်အဲ့တော့ဒီလက်လေးကဒီလိုလေးရတယ်ပြီးမှချက်ကတ်ချင်းနဲ့ဆိုလို့ရှိရင်အတွင်းကို 0.5 ဆိုပြန်ဝင်ပေးပါ0.5 နဲ့ခိုင်းမီနဲ့ကိုဆက်ပါအဲကြောင့်မားရဲ့အင်ဂျီလေးကဝတ်လို့ရှိရင်လက်မှာကတ်နေတယ်ဆိုတာကဒီနေရာလေးတွေစပေးထားလို့အဲ့တော့အရေးကြီးဆုံးအချက်เนาะဒါလေးတွေကိုမမေ့စေနဲ့ဒါဆိုလို့ရှိရင်မတို့နောက်ချမ်းလေးကပြီးပါပြီလိုချင်တဲ့ခါအရှိလေးကိုပဲဖြတ်ပါတော့မယ်ခါအရှိဒီဘယ်လောက်လဲမာဒီမှာ 5cm လေးယူလိုက်တယ် 5cm ဘေးကအမြဲတမ်း 1cm တက်ပေးရတယ်เนาะပြီးမှမတို့ဒီမှာကြည့်ပေကွေးလေးနဲ့ဒီလိုထားလိုက်မယ်ကွေးလိုက်မယ်ကွေးပြီးဒီအောက်ကဟာတွေမှာလုံးဝမယူတော့ဘူးเนาะကလို့ဒီခဲနဲ့ချစ်ထားတဲ့ဟာလေးတွေအဲ့တော့မရဲ့အရှိဒီလောက်ကြံပါတယ်เนาะအဲ့တော့ဒီမှာ 5cm ယူလိုက်တဲ့ဒိတ်ဘက်ကမှအောက်မှာ 3cm ခောက်မယ် 2cm အကျဉ်းလေးပေါ့เนาะကဲရှေ့ကျန်းလေးကိုလည်းစပြီးဆွဲပါမယ်เนาะမြင်းလေးမှာ frame လေးကိုကတ်လိုက်ပါမယ်ပြီးတော့သူ့ရဲ့ level တိုင်းပခုံးတိုင်းဒါကရှေ့တင်ငန်းစားလေးမှာမှပြပေးထား frame ကနေပြီးတော့ဆွဲထုတ်ထားတဲ့ဟာလေးပဲเนาะရင်က60နဲ့2ရှိတယ်အဲ့တော့60ပတန်လေးနဲ့ဆွဲထားတယ်ပေါ့ကွယ်ကဲဒီ BB ထိတ်เนาะ BB ထိတ်လေးကိုဖောက်ပေးရမယ်လို့ပြောထားတယ်เนาะโอเคဒါဆိုလို့ရှိရင်တော့မတို့ဒီမှာရှည်ချမ်းလေးကိုလည်းယာယီလေးမှတ်လိုက်ပါပြီเนาะအကျန်းဆွဲလိုက်ပြီပြီးတော့ကဲဒါရည်မီးပါကဲဒီမှာခါမင်းကဒီမှာသူ့ကိုကွေးစရာမလိုဘူးဒီရှေ့နဲ့ဒီထိတ်ဒီနားထိကိုပဲယူပြီးတော့အတက်ဆွဲလိုက်တာเนาะအဲ့တော့နောက်ချက်ပခုံးလေးကိုတိုက်မယ်ဘယ်လောက်ရှိလဲဆိုတော့နောက်ချက်ပခုံးတိုင်းကိုယူပေးရတာเนาะရှေ့ချမ်းပခုံးကဒါလေးတွေလည်းသိမယ်လို့မျှော်လင့်တယ်ရှေ့လက်ဘင်းနဲ့ရင်ကျယ်လေးကိုတိုင်းတဝက်နေရလေးဒီရှေ့လက်ဘင်းနဲ့ရင်လေးကိုတိုင်းရင်ရင်ကျယ်လေးထွက်တယ်เนาะဒါရင်နေရပြီးတော့ဒါခါနေရဒါလေးတွေလည်းအကုန်လုံးသိပါပြီဒါမှပြောပြစရာတော့မလိုပါဘူးဒါမှတစ်ထက်အစဆုံးနေလို့ပြောပြပေးလိုက်သေးတယ်เนาะနောက်ချဲလို့ပဲ 1cm လေးထွက်လိုက်တဲ့ပခုံးဘက်ကိုပြီးလို့ရှိရင်တော့အပေါ်မြင်းတစ်ကြောင်းလေးထောက်ပါမယ်เนาะပြီးလို့ရှိရင်တော့ဘယ်လောက်သွားလိုက်မလဲ 2.5 ဆိုပြီးတော့သွားတယ်ရှေးကိုဘယ်လောက်ဝင်လဲ 1.5 เนาะဒါလေးတွေသိမယ်เนาะသိမယ်လို့မျှော်လင့်တယ်ပြီးတော့ဒီမှာလဲ 1.5 ဆင်းတယ်ပြီးရင်သူတို့နှစ်ခုကိုဆက်လိုက်ပါမယ်1.5ရဲ့1.5ရဲ့ဆက်လိုက်မယ်ကဲဒီမှာမြင့်တစ်ကြောင်းကိုဆက်ပြီးတော့ဆွဲထားလိုက်ပါမယ်ဆိုတော့ဒီမှာခဲလေးနဲ့ပဲဆွဲပေးထားเนาะကဲ6cm ယူလိုက်တယ်เนาะသူ့လည်းရင်မြင်းကိုရင်ကျဲကိုအပြင်ထိဆွဲထားလိုက်တယ်ဘာလို့မလဲဆိုတော့ဒီမှာတောင်းမှကြကြလေးလိုချင်လို့เนาะဒီလေးဆွဲပေးလိုက်တယ်ဒီမှာသူ့ကိုကြတော့ဘယ်လောက်ဆင်းမလဲရှိတဲ့နဲ့ကတူတူပဲရှေ့မှာ2ဆိုရင်နောက်မှာ2ပြီးလို့ရှိရင်အတွင်းကို 1cm လေးဝင်ပေးပါမယ်နော် 1cm လေးဝင်လိုက်တယ်ပြီးလို့ရှိရင်ဒီပခုံးဆုံမှန်းနေပြီးတော့အောက်ကို 0.5 လေးဆင်းပေးတယ်အဲလေးကိုပေကွေးလေးနဲ့ဆက်လိုက်ပါမယ်နော်ဒီလိုပြလေးဆက်နော်အခုမကင်ထားတဲ့အတိုင်းမဆက်တဲ့အတိုင်းလိုက်ဆက်ပြီးနော်ဒီမှာပြလေးနဲ့ဆင်းလာပြီးမကတော့6ယူထားတယ်သူ့ကိုလည်း 1cm တက်မယ်အတွင်းကို 0.57 6ယူထားတယ်တကယ်လို့9ပဲကြိုက်တဲ့ဆိုရင်9ယူနော်မယူတို့လိုက်ယူစရာမလိုမကလုံးဝကက်လေးကြိုက်တယ်လက်တွေဆိုလို့ရှိရင်လေပြီးလို့ရှိရင်ဒီမှာမတို့ပုံမှန်ဂျိုင်းကဒီလိုလေးလာတာပေါ့နော်အဲ့လေးကို0.5နောက်ရှင်းချမ်းလေးဖြစ်တဲ့အတွက်မလေးအရင်သားလေးမပေါ်ချင်ဘူးကွာအဲ့တော့ 0.7 ယူလိုက်တယ်သူ့လည်း 0.7 ဝင်မယ်အပေါ်က1 ထားရနော်နောက်ချက်မှာတော့0.5ပဲရှင်းချမ်းမှာမဂျိုင်းပေါ်နေတာမကြိုက်ဘူးအဲ့တော့0.7ယူလိုက်တယ်ပြီးလို့ရှိရင်ဒီ0.7နဲ့ဒီ0.7တို့ပြန်ဆက်လိုက်တယ်လက်လေးကဒီလိုဒီဇိုင်းလေးထွက်သွားပြီပေါ့နော်လှတော့လှနေပါပြီဒါကကြတော့မတို့မူလရဲ့လက်နော်ဒီမူလဂျိုင်းနော်မူလဂျိုင်းဒီလိုလေးနေပါတယ်တော့ကြာဂျိုင်းမမှန်းပြီးမှဆိုလို့ပြန်ဆွဲပြလိုက်တာနော်ဒီကနေနော်ဒါလေးတွေကိုနော်ဒီလိုလေးရပါတယ်ကဲပြီးတော့သူတို့နှစ်ခုကိုညီမညီပြန်တိုင်းရတယ်နော်ပြန်ပူးတဲ့အချိန်မှာတူရှည်ဖြစ်နေမှာဆိုလို့နောက်ချက်ပခုံးရှည်ချမ်းပခုံးလေးကိုပြန်တိုင်းပေးရတယ်ပြန်စစ်ပေးရတယ်ကဲဒီလိုလေးရပြီဆိုလို့ရှိရင်တော့ဒီမှာလိုချင်တဲ့
တိမ်လိုက်ကိုဆင်းပါမယ်တိမ်လိုက်ဆင်းမယ်ပြီးလို့ရှိရင်တော့တင်ရဲ့ကွာဝေးလေးကိုမှတ်ပေးမယ်ပေါ့နော်တကယ်ဆိုလို့ရှိရင်တော့မတို့ကလိုချင်တဲ့အရှိလေးကိုခါနေပြီးတော့ဆိုက်လိုက်ယူမယ်တင်လိုက်ထီတော့မဆွဲပေးတော့ဘူးပေါ့နော်ဒါကပုံထမ်းမှဆိုတော့မြေတောင်ဆိုပြီးတော့တင်လိုက်ဒီဆွဲပေးတာပြီးရင် 5 cm ယူတယ်1 cm တက်တယ်နော်ပြီးရင်မကဘိုက်စာကို1 cm ချတယ်နော်အဲ့ဒီ1 cm နဲ့ဒီဘေး1 cm နဲ့ကိုဆက်မယ်ပြီးလို့ရှိရင်ဒီမှာဓာတ်လေးတွေဆက်ထားလိုက်မယ်နော်ဓာတ်ကဒီခမင်းနေတစ်ဖက်1.5 1.5ဒီမှာဆက်လိုက်ပါမယ်ရှီချမ်းကျိုဆိုတော့ဓာတ်ကို20 cm မှာဆုံးပါမယ်ကဲဒီလိုလေးဆင်းလိုက်ပါပြီပြီးလို့ရှိရင်တော့ဒီအောက်ကမယူတော့ဘူးဒီဘိုက်စာကနေပြီးတော့ခုနဒီ1 cm တက်ထားနေရလေးကိုဒီလိုလေးစုံစုံလေးဆက်ပေးလိုက်တယ်နော်ဒါလေးကိုတတိထားပေးပါဒီလိုလေးယူရပါတယ်ဒါလေးကခမင်းပါနော်ထောက်လေးတွေအဲ့ဆိုတော့ဒါကဒီထိပဲယူတော့မယ်သူ့မှာလည်းဒီထိပဲယူလိုက်ပြီနော်ဒါလေးကိုဆက်လိုက်ပါပြီနော်ဒါရိုးရိုးထောက်လေးဖြစ်သွားပြီအဲ့တော့မတို့ရဲ့ဒီဂျပန်နီးနေရကြတော့အမြဲတမ်းရင်ပိတ်ထောက်ပါတယ်ဒီရင်ထောက်ပါလို့လဲမတို့အင်ဂျီကချောနေတာဝလို့ရှိရင်နေရာမှာကတ်နေတာအဲ့တော့နောက်ချမ်းရင်နဲ့ခါကိုတိုင်းဘယ်လောက်ရလဲ18.9အဲ့တော့ရှေ့ချမ်းရင်နဲ့ခါတိုင်းပဲ18.9နေရတဲ့နေရာလေးကိုမှတ်ထားမယ်ဘယ်လောက်ပိုလဲပိုတဲ့နေရာလေးကိုထောက်ဖြစ်ထည့်မယ်နော်ဒီမှာပိုတဲ့နေရာကိုထောက်ဖြစ်လိုက်ထည့်လိုက်တယ်ဒါလေးလည်းလူတိုင်းသိပြီးသားလို့မျှော်လိုက်ပါတယ်နော်ကဲဒီဓာတ်လေးကိုမှထည့်ချင်တယ်အဲ့တော့ဓာတ်လေးကိုချုပ်ပြီးထည့်မယ်ဆိုရင်မဟိုက BP ထိတ်ထိသွားပြီးမထည့်ချင်ဘူးဘယ်လောက်ဒီရင်ကြည့်လို့ရှိရင်4လောက်ခွာရင်မရှိလို့ရှိရင်3လောက်ခွာနော်3 2.5 3.5ခွာလို့ရတယ်မကတော့ 3cm ပဲခွာတာများပါတယ်တင်တဲ့သူလည်း 3cm လောက်နဲ့ခွာပေးထားတာများနေနော်ကဲဒီထိပဲဓာတ်ကထည့်မယ်ပေါ့နော်ဒီဓာတ်လေးကိုမတို့ချုပ်မယ်ထည့်မယ်ဒီဓာတ်ကိုလည်းမတို့ချုပ်ရမှာဖြစ်ပါတယ်နော်โอเคဒီထိရပြီပေါ့အဲ့တော့ဘာကြံသေးလဲဆိုတော့မတို့သူ့ကိုနော်ဒီနောက်ချက်လေးကိုမအရင်ညှက်ထုတ်လိုက်မယ်နော်ပြီးမှပြောစရာလေးတွေရှိသေးတယ်နော်ဒါရှည်ချမ်းလေးလည်းညှက်ထုတ်လိုက်ပါပြီโอเคဒီမှာနောက်ချက်လေးမှညှက်လိုက်မယ်နော်ရှည်ချမ်းလေးမှာရင်ဖုံးလေးရှိတယ်ဆိုတော့စက်ကူလေးကိုပို့ပြီးတော့ညှက်ခဲ့နော်မလိုအပ်တဲ့ဟာလေးကိုမှဒီမှာကော့ရှစ်ပင်းနဲ့ဖြတ်ပေးလိုက်ပြီနော်တော့ကြိုင်မျက်စိကနည်းနည်းဟိုရှုံးနေမှာဆိုလို့လေနော်ကဲနောက်ချက်ညှက်လိုက်တော့မယ်โอเคဒါလေးကနောက်ချက်လေးပြီးသွားပါပြီเนาะပြီးတော့ရှည်ညံလေးကိုပဲသွားရအောင်ဒီဓာတ်လေးကိုမတို့ရည်လေးခောက်ထားပါမယ်ပြီးလို့ရှိရင်တော့ဒီနောက်ချက်မှလေးမတို့ဘယ်လောက်စားထားလဲအတွင်းကို0.5เนาะသူ့လည်း0.5စားပေးပါမယ်အဲ့ဒါကြောင့်လက်လေးတွေကကက်ပြီးတော့ဝေါ်ရတာကောင်းနေတာဒီတိုင်းမဟုတ်ဘူးမကက်ချင်ဘူးဆိုလို့အခါဆိုလို့ရှိရင်တော့မယူပေးနဲ့ပေါ့နော်ကတ်နေလို့ရှိရင်တော့ချောတာပေါ့ကွယ်ကဲဒီမှာစားပေးလိုက်ပြီးရင်เนาะသူ့ရည်လေးပဲတောက်ကမထက်ထားဘူးလေပြန်ပြီးတော့ချုပ်ရမှာဖြစ်တဲ့အတွက်เนาะကဲဒါလေးကနော်ဂျန်ဝိုက်လေးပါငါဒီတိုင်းညှက်ထောက်လိုက်အောင်မယ်နော်ဒီမှာလောက်ဆရာလေးတွေရှိသေးလို့လေလေဘင်းကြက်သေးတယ်နော်မတို့လေဘင်းယူရမယ်ကဲလေဘင်းကိုဘယ်လိုစင်းမလဲဆိုတော့မတို့ဒီမှာရင်မြင့်နော်ရင်မြင့်အောက်ကတော့မချနဲ့ရင်ကျင်နဲ့ရင်မြင့်ကြားမှာဆင်ပေးအဲ့တော့မလေမင်းလည်းအရင်မဟိုက်ထားဘူးဆိုတော့ဘယ်လောက်ဆင်ထားလဲအောက်ကိုမာရာ2 cm ယူထားတယ်ဒီမှာကိုက2မကြိုက်ဘူး3လောက်ယူမယ်ဆိုလို့ရှိရင်ရတယ်4လောက်ယူမယ်ဆိုလို့ရှိရင်ရတယ်အဲ့တော့မကဒီမှာလေမင်းကဟားမှဖြစ်တဲ့အတွက်ဒေါက်လေးတစ်ချက်ထိုးမယ်နော်လေနို့ဒေါက်လေးကို BB နဲ့ဆက်လိုက်တယ်နော်ပြီးလို့ရှိရင်လိုချင်တဲ့ဒီမှာလက်မင်းပုံစံလေးကိုအရင်ဖုံမယ်နော်ဒီမှာပီခွေးလေးနဲ့ဒီမှာနော်ပြီးတော့နော်ဒီလက်မင်းဆွဲနေတဲ့ပုံလေးကိုတစ်ချက်ကြည့်ပြီးနော်ဒါလေးကပုံသင်းလေးတိကျမရှိဘူးကိုကကိုလှသလိုဆွဲလိုက်တာပဲရှိတယ်ဆိုတော့လေနော်ဒီမှာနော်ဒီလက်မင်းပုံစံလေးကဒီလိုလေးဆွဲထားပါတယ်နော်အရန်ကြီးလည်းမကွေထားဘူးမမလေးကြိုက်တယ်လို့ပို့ဖို့လို့ရတယ်ဘွီတွေအဝိုင်းတွေပေါဆိုတွေမျိုးစုချလို့ရတယ်အဲ့တော့လက်မင်းကဟိုက်မှာဖြစ်တဲ့အတွက်မှာနည်းနည်းပဲ तू ကလက်မင်းအပြိမ်မဟုတ်ဘူးအောက်နည်းနည်းပဲဟိုက်တဲ့ဆိုတော့မတို့0.5ပဲစားပေးတယ်เนาะထောက်လေးကိုလေကဲအဲ့တော့ဒီထောက်လေးကိုမှထပ်ပေးမယ်ထောက်လေးကိုခဏလေးထပ်လိုက်ပါမယ်
နော်ဒေါက်လေးကိုခဏလေးထားလိုက်တယ်ထပ်ပြီးဆိုလို့ရှိရင်မတို့ဒီမှာကြည့်လေပင်လေးတွေကစောင်းသွားပြီနော်အဲ့တော့စောင်းသွားတဲ့လေပင်လေးတွေကိုပြန်ပြီးတော့ဖြည့်ပေးရတာပေါ့နော်မိမိလှုပ်ချင်တဲ့လေပင်ပုံစံလေးကိုပဲဆွဲပါမှားတယ်ဆိုတာတော့မရှိဘူးဒါပေမဲ့ပုံချနေအောင်တော့လုပ်ပေးပေါ့နော်ဒီနေရာနဲ့ကိုဒီလိုလေးဆက်လိုက်ရပဲနော်လေပင်လေးရလေကဲဒါဆိုလို့ရှိရင်လေပင်လေးပြီးရင်မတို့ရင်ဖုံးပဲကြက်ပြီနော်ရင်ဖုံးဘယ်လိုယူမလဲအဲ့တော့တော်တော်များများရင်ဖုံးယူတဲ့အချိန်မှာရင်ဖုံးအရန်ဟိုဖြစ်သွားတာတွေပါတယ်ရှိတယ်အဲ့လိုမဖြစ်အောင်မဒီမှာလေအခန့်ချမ်းလေးကိုလည်းပြပေးခြင်းနဲ့နော်အဖုံးချမ်းတဲ့အခန့်ချမ်းအခုမှလေးလက်မသိဘူးသူ့တိုင်ကိုမှ copy ကူးလိုက်မယ်copy ကူးတဲ့ဆိုတာကဒီပုံစံနဲ့ကူးတာနော်ဘာမှမပြောင်းလဲဘူးနော်နော်ဒီပုံစံနဲ့ကိုကူးပြီးမှညှက်ထုတ်လိုက်မယ်နော်ပြီးတော့ဒေါက်တွေမှတ်ပတ်မယ်ကဲဒါလေးရ level လေးပါအဲ့တော့ဒီမှာကြည့်မတို့ဒီမှာ level နေပြီးတော့အတက်ပဲသွားမယ်အတက်ပဲထွက်ထားအောင်ပြီးလို့ရှိရင်တော့ရင်ရက်กว่าဝေးရင်ဖုံးဘယ်လောက်ဖုံးမလဲဆိုတော့ဒီ PP ထိနေတဲ့လက်စက်တာလေးကိုတန်းလိုက်ဒီထိတိုင်ဘယ်လောက်ရှိလဲကိုနော်9.6 cm ရှိတယ်အဲ့တော့ဒီဖက်လည်း9.6အဲ့တော့လုံးစေးချင်းနေဆိုလို့ရှိရင်တော့1လောက်တိုးလိုက်ပေါ့နော်ရင်ကိုဟားစေးချင်းနေဆိုလို့ရှိရင်1လောက်ရှော့2လောက်ရှော့ကိုကြိုက်တဲ့လောက်ရှော့ဒီ note ထိတ်ကိုနော်ရင်ထိတ်ကိုလာပြီးဖုံးလိုက်ပြီးဆိုလို့ရှိရင်တော့အပြည့်ဖက်ထွက်လို့ရှိရင်တော့ပို့ပြီးတော့အုပ်တယ်ပုံဖုံးပို့ပြီးတော့ဖုံးတယ်ပေါ့နော်ဒီပြည့်ဖက်ထွက်လို့ရှိရင်မှတော့ဒီမှာ 1cm လောက်ဖုံးထားလိုက်တယ်နော်1cm လောက်ယူလိုက်တယ်ပြီးလို့ရှိရင်ဒီလိုဒီဇိုင်းယူလာဆိုမယူဘူးမတို့ဒီမှာအတက်ထွက်ထားတဲ့မြင်းလေးရှိတယ်ဒီအတက်နော်ဒီအတက်ထွက်ထားတဲ့မြင်းကနေပြီးတော့ဘယ်လောက်ထိဆင်မလဲအောက်ကို45345ကျက်တလောက်စေးမှဒီမှာ 4cm လေးယူထားတယ်အဲ့တော့ဒီ level နေပြီးတော့ 4cm လေးဒီလိုလေးမှန်းလိုက်မယ်ပြီးတော့ဒီမှာကြတော့ခါမြင်းထိပဲယူခြင်းတယ်နော်တကယ်လို့ခါမြင့်နဲ့အောက်ချမယ်ဆိုလည်းရတယ်ဒီမှာခါမြင့်တိပဲယူမယ်ယူပြီးလို့ရှိရင်ဒီလိုလေးထောက်ဆက်စားကြီးလည်းမလိုချင်ဘူးကွာအဲ့တော့ဘယ်လောက်ထိယူမလဲဒီအပြင်ကနေပြီးတော့နော်သူ့တဝက်ဝက်ပြီးယူမလားတဝက်ဆိုလို့ရှိရင်ဒီမှာကြည့်အရန်ကိုမှဟိုငယ်နေသေးတယ်အဲ့တော့မှဒီဘေးကနေပြီးတော့ 3cm နော် 3cm လေးယူလိုက်တယ်ပြီးမှဒီကနေဆက်လိုက်ပါတယ်ဒီလိုဒီဇိုင်းလေးဖြစ်သွားပါပြီရင်ဖုံးလေးကနော်ကြိုက်သလိုယူနော်အမှားဆိုတာမရှိဘူးအဲ့တော့နော်အတွေးဖက်ကိုနည်းနည်းလေးဟားမှဖြစ်တဲ့အတွက် 0.5 လေးကိုနော်ပို့ပြီးတော့ယူထားလိုက်တယ်နော်အတက်ယူလည်းရတယ်နည်းနည်းလေးအောက်မှာခွက်ထားတာလေးများချင်းနေဆိုလို့ရှိရင်တော့ 0.5 လောက်ဟာပေးလိုက်တယ်နော်ပြီးတော့ပင်ရလေးဖြိုလိုက်ပါမယ်ကဲဒီမှာနော်ဒီလိုလေးနဲ့မှညှက်ထုတ်လိုက်ပါမယ်ဒီလိုလေးရပါပြီဒါဆိုလို့ရှိရင်တော့အဖုံးချမ်းလည်းရပြီဒါလေးကအခန့်ချမ်းနော်ရင်ခန့်ချမ်းလေးအရန်ကိုမှလွယ်ကူတဲ့ဒီဇိုင်းလေးသူ့လည်း 0.5 လောက်ဟာပေးလိုက်ပါမယ်အတွင်းဘက်ကိုနော်ကဲဒါဆိုရင်အခက်ချမ်းလေးကိုလည်းညှလိုက်ပါပြီသူကလက်တွေပါဒီလည်းမလိုဘူးเนาะ short လက်လေးဆိုတော့တခါတည်းပါတယ်အားကြောင့်မြန်နဲ့ထွေရတာဒါစမရှိလဲပြဿနာမရှိဘူးအရင်ကမှလွယ်ကူရိုးရှင်းတဲ့ဒီဇိုင်းလေးဖြစ်ပါတယ်เนาะဒါလေးကဘယ်ဖုံးလေးနဲ့ချုပ်မယ်เนาะချုပ်တဲ့ချိန်မှာတော့မချုပ်ပြတော့ဘူးအရန်လွယ်လို့ဒီလိုချုပ်နည်းကိုလည်းမပြင်သနာပေးထားတာရှိတယ် YouTube ထဲမှာရိုက်ရှာเนาะ YouTube မှာတင်မိထားတာရှိပါတယ်ဒီလိုချုပ်နည်းတွေကအခုကကျတော့ချုပ်နည်းမပြတော့ဘူးမာဒီပတန်လေးနဲ့ပြီးတော့ပန်းထိုးတော့နည်းလေးထည့်ပေးလိုက်မယ်နော်တကယ်ဒီလိုရင်ဖုံးလေးရပါတယ်မြင်ပါအောင်ဆိုလို့ရှိရင်ဒီလိုလေးကြည့်ပါရှင်အဖုံးချမ်းရခန့်ချမ်းရတောက်လေးတွေထည့်မယ်နော်ဒီမှာဟားနေလိမ့်မယ်နော်လေပင်လေးလည်းဒီလိုလေးဖြစ်နေလိမ့်မယ်ဒါအသတင်ရဲ့တန်ဖို့ဘေးကိုပဲချုပ်စားလေးပါသေးတယ်နော်ပခုံးထောက်ထဲပဲဆိုလို့ရှိရင်ပခုံးကိုနှစ်ပုံပုံပြီးတော့ထိုက်လိုက်ရုံပဲเนาะမာတော့ပခုံးတော့မထည့်ဘူးဒီအဖွားကြီးတောက်ရဲ့ရင်သားလေးနဲ့ပဲချုပ်ပါမယ်နော်အဲ့တော့ဒီမှာပန်းလေးထိုးခြင်းလားစီကွင်းထိုးခြင်းလားကနုတ်ထိုးခြင်းလားကျဲတယ်လို့ယူခဲ့နောက်ချက်လေးကိုမာဒီကုတ်ဆက်ယူတာလေးကိုပြပေးလိုက်မယ်နော်အင်ကြီးမှာပြထားတဲ့အတိုင်းနော်နောက်ချက်ကုတ်ဆက်လေးရတော့လွယ်ပါတယ်ကဲဒီစက်ကူလေးကိုမှနှစ်ခါခောက်လိုက်မယ်ညှက်ထုတ်ပြပေးမယ်နော်ပြီးလို့ရှိရင်သူနဲ့အညီယူမယ်နော်ပြီးတော့သူ့ရဲ့အသတင်တိုင်းကိုမပင်ရလိုက်ထိုးမယ်သူ့အသတင်တိုင်းလိုချင်လို့ကွာနော်ပြီးမှချုပ်စာထုတ်ပါမယ်
ကဲနော်ဒီမှာထုတ်လိုက်ပြီးညှက်လိုက်ပြီးဒီမှာဒီလိုလေးညှက်လိုက်တယ်ပြီးပြီဆိုမှမတို့ဒီမှာဒီဟာဆိုလို့ရှိရင်နောက်မှကြိုးရလုံးဝတင်းတင်းဖြစ်နေမယ်အဲကြောင့်ဒီလိုလေးကွေးယူလိုက်တာနော်အောက်ကိုချင်းအောက်ကနေပြီးတော့ဘယ်လောက်ကွေးလဲလဲမ 3cm ပဲယူလိုက်တယ်ပြီးရင်ဒီလိုလေးညှက်ထုတ်လိုက်တယ်ဒါဆိုလို့ရှိရင်နောက်ကြိုးမှတင်းတင်းနဲ့ကတ်မနေတော့ဘူးအဲ့တော့ဒီလိုဒီဇိုင်းလေးရပါတယ်ချုပ်ကြည့်နော်ကဲဒီလိုလေးပါကဲအင်ကြီးလေးကဒီမှာချုပ်ပြီးသားတော့မဒီလိုဒီဇိုင်းလေးဖြစ်သွားတယ်ဒီရလေးကိုမဒီပန်းလေးတွေပေါ့နော်ဘယ်လိုထိုးရလဲဒါလေးကအခြေခံကြကြထိုးထားမှနားလဲမှဖြစ်တဲ့အတွက်မှတော့မျက်စိအမြင်လေးနဲ့ဟိုမထိုးဘူးတဲ့သူလည်းနည်းနည်းလေးအမြင်လေးရှိအောင်နည်းနည်းလေးတော့မပြပေးလိုက်မယ်ပေါ့နော်နော်ဒီပန်းထိုးနီလေးတွေပေါ့ဒီဇိုင်းကတော့မျိုးစုံရှိပါတယ်တင်များနေလည်းအများကြီးတော့ဟိုဖြစ်ထားတယ်နော်ကြိုက်တဲ့ဆယ်မိုက်စ်မှာ join လို့ရတယ်ဒီဟိုထိုးတဲ့နီမှကြတော့ဒီဟာလေးကို12လပိုင်းကုန်ခါနေလောက်မှဒီတင်များလေးကိုဖွင့်ပေးမယ်ပေါ့နော်ကိုကိုတိုင်နဲ့လေးလနေတဲ့ပန်းတွေအများကြီးလုံနိုင်အောင်လဲထိုးနိုင်အောင်လဲကြိုးစားနေတို့မို့လေနော်ကဲဒါလေးကဆွဲနီးလေးကကြတော့မပါတော့မှထိုးနီးလေးပဲဒီမှာနော်ထိုးနေရင်းနဲ့မအင်ကြီးကိုညှက်ပြီးမှထိုးတာနော်ဒါလေးရိုးတန်လေးကိုဒီမှာ1 cm လောက်မှယူလိုက်တယ်နည်းကြားလဲရတယ်0.5လဲရတယ်အပေါ်လေးကိုထိုးပြီးတော့ခုနထိုးလိုက်တဲ့အထက်ကိုတဝက်လက်ကိုပြန်လာထိုးလိုက်တယ်လွယ်တော့လွယ်ပါတယ်သူကလေ0.5သွားမယ်ပြီးလို့ရှိရင်သူရဲ့တဝက်ကိုပြန်လာမယ်ဒါရိုးတန်လေးနော်ဒါကရိုးတန်လေးဖြစ်ပါတယ်ကဲပြီးလို့ရှိရင်ဖူးလေးတွေချုပ်တာလေးနော်ဖူးလေးတွေဘယ်လိုသွားမလဲဒါအလွယ်ဆုံးနည်းနဲ့လေးပဲသွားရအောင်နော်မျိုးရှိပါတယ်ဒီနိုင်ပဲမှထိုးလိုက်တာဒီသူ့ရဲ့အချွန်ဆိုရင်အချွန်ကနေပြီးတော့ထိုးရပါတယ်နော်အရန်ကိုမှလွယ်ကူပါတယ်ထိုင်းမှာလည်းဒီလိုချီထိုးပန်းထိုးခွေလေးတွေချီလေးတွေချီလေးအက်လေးတွေအကုန်လုံးစုံစီစီဆိုလို့ရှိရင်ဒီလကုန်ပြီးလို့ရှိရင်ပစ္စည်းလေးရောက်ပါမယ်ထိုင်းမှာဒီချီထိုးပန်းထိုးပစ္စည်းလေးတွေကိုတင်ပေးမယ်ပေါ့နော်ပစ္စည်းလေးအခုကကြတော့ပစ္စည်းလေးစုနေပါပြီထိုင်းကိုပို့ပြီးလို့ရှိရင်ဒီပစ္စည်းလေးအစိုးဆုံးလေးကိုအကုန်လုံးမှာယူလို့ရပြီနော်ကဲဒါတည်ရွယ်လေးပါလွယ်တယ်နော်ကြည်ရတာလေးကဲရန်စီကွင်းထဲလွယ်တယ်သူကကဲဒါဆိုလို့ရှိရင်တော့တရွက်လေးပြီးပါပြီအဲ့တော့ဒီပန်းလေးကိုလည်းအဲ့လိုပဲเนาะတပွေးလေးတစ်ချင်းဟိုကလေးထိုးပြပေးမယ်เนาะသူလည်းဒီထိတ်ကနေပဲစပြီးထိုးပါတယ်သူလည်းအဲ့လိုပဲဒါလေးကကြတော့အတွင်းကြသူပညာသားတော့ပါတာပေါ့เนาะကိုကနားလဲပြီးဆိုလို့ရှိရင်တော့ရန်လွယ်သွားတယ်ထိုးတဲ့ပုံစံလေးသူကဘေးမှာကြည့်နေလို့ရှိရင်အတွင်းဖက်ကိုမှတော့အရင်ဟိုဖြစ်ပေးရတယ်အပေါ်ကရှူတယ်အောက်ကကြီးတယ်ဆိုလို့ရှိရင်တခါလဲသူကအတန်းလိုက်ဆင်ချလို့မရဘူးအဲ့လိုတဝက်ကနေပြီးတော့ယူပေးရဒါလေးအကြောင်း10မကြီးလည်းရှိမှာပေါ့နော်ဒါလေးကကိုထိုးတဲ့နေလေးကိုပဲပြပေးတာဝေမျှပေးတာဖြစ်ပါတယ်10မများတော့ကြော်သွားပြီးပေါ့ကွယ်ဒါ AMC Fish ကိုမြင်းနဲ့လေးလာနေတယ်မြင်းနဲ့သိနေတယ်ဒီနံမတန်းနိုင်ဘူးအိမ်မှာနေရင်းနဲ့လေးလာနေတယ်အမြဲတမ်းစောင့်ကြည့်နေတဲ့သူတွေအတွက်ကိုရည်ရွယ်ပြီးတော့ဖွင့်ပေးလိုက်ခြင်းပြပေးလိုက်ခြင်းဖြစ်ပါတယ်နော်အဲ့တော့နောက်ထပ်သင်ခန်းစာသေးလေးတွေနဲ့ထပ်ပြီးတော့ဆုံးချင်ပါတယ်ထပ်ပြီးလဲသင်ပေးဦးမယ်ပေါ့နော်သင်ခန်းစာသေးလေးတွေလာပါဦးမယ်လောလောဆယ်ကျတော့သင်တန်းတွေအကုန်လုံးနားထားပါတယ်နော်စီခွဲသင်တန်းလေးကိုလည်းသင်တန်းလေးတွေဖြည့်ရင်းနဲ့ဘာလို့မှတော့မလုပ်သေးဘူးပေါ့နော်လောလောဆယ်ကိုဝေါ်မဲထက်လေးတွေကိုဒီမှာချုပ်ပြီးတော့ပတန်လေးပြပြီးတော့ဒီလိုဝေမျှပေးခြင်းဖြစ်ပါတယ်လောလောဆယ်တော့အထက်လေးလည်းမခတ်သေးဘူးပေါ့ဒီတိုင်းနေရင်းနဲ့ညင်လေးတွေဝေမျှပေးသွားမယ်ပေါ့နော်ကဲဒါဆိုလို့ရှိရင်ဒီလိုပွဲမွေလေးအရန်လွယ်တယ်နော်ကဲဒီအောက်ခြေလေးမှာခုနကဒါနှင်းစီအခုထိုးနေတဲ့ဒီဇိုင်းအခုထိုးမဲ့ဒီဇိုင်းလေးကနှင်းစီပွေးမှပါတဲ့အခြေခံလေးလို့လည်းပြောလို့ရတယ်ဒါလေးတွေကလေဝါသနာပါတဲ့သူကကြတော့ခဏပဲတင်ရရနော်ဒါလေးကအရန်လွယ်လို့လေကဲဒါလေးဆိုလို့ရှိရင်တော့မတို့ဒီအင်ဂျီပတန်လေးကိုလိုက်ချုပ်ကြည့်နော်တကယ်ကြိုက်တဲ့ဆိုလို့ရှိရင်တော့ချုပ်ကြည့်ပေါ့နော်အရင်တရားဓမ္မတော့မချုပ်ခိုင်းပါဘူးဝါသနာပါတယ်ချုပ်ကြည့်ခြင်းနဲ့ဆိုလို့ရှိရင်တော့ချုပ်ဖို့ပါလို့ပြောချင်ပါတယ်ဒါငရုတ်သီးလေးလိုပဲနော်ကဲပြီးတော့ထိုးရိုင်းနေရကိုပြန်ထိုးချရတယ်သူကလေအရင်ကတော့လွယ်ပါတယ်ပွေလေးပါနှင်းစီပွေရဲ့အခြေခံလေးပေါ့နော်ပြီးတော့လမ်းမနေအောင်သူ့ကိုတုံးလိုက်တယ်
ဒါဆိုလို့ရှိရင်တော့မတို့သင်ခန်းစာလေးကပြီးဆုံးသွားပါပြီအားလုံးအဆင်ပြေကြပါစေလို့ပြောချင်ပါတယ်ကဲအင်ဂျီပုံစံလေးကကြတော့ဒီလိုလေးထွက်လာပါတယ်ရှင်အားလုံးကျေးဇူးတင်ပါတယ်အင်ဂျီ fashion မှာ